အားလုံးပဲမင်္ဂလာပါရှင်သမီးကတော့ G7014 ပဲဖြစ်ပါတယ်ဒီနေ့မှာတော့သမီးတို့ group 4ကမြန်မာစာ project ပြဆက်လေးကိုတင်ပြသွားမှာပဲဖြစ်ပါတယ်ကောင်းစဉ်လေးကတော့တိတ်တဤစေတနာပြဆက်လေးပဲဖြစ်ပါတယ်ရှင်ပါဝင်သူများကတော့ G7014 ပြောပြသူနဲ့ presenter G7026 ရဟန်းကျော် G7027 တိတ်တဤစနီG7029 တိတ်တ G7037 ဘယင် G7041 တိတ်တဤသမီးတို့ပဲဖြစ်ပါတယ်သမီးတို့ပြဆက်လေးကိုကြည့်လိုက်ကြရအောင်တိတ်တဤစေတနာလူခဲ့တော့နေပေါင်းများစွာကငယ်ရွာငယ်လေးတွေရွာမှာတိတ်တလို့ခေါ်တဲ့စင်းရဲတတ်တူရှိခဲ့ပါတယ်သူဟာနိစာအလုံးနဲ့အတမွေးရပေမဲ့စိတ်ထားကတော့တတိယမြင့်မြတ်သူပါမလေးတို့ရလူရနေကဆိုနေတာလည်းညံတော့လာတယ်စံတွေကလည်းကြမ်းဟင်းတွေကလည်းအဖက်ဟင်းနဲ့ဒါတွေကိုတန်လာတဲ့တောင်းဆောင်လာမိအစိတ်တမချမ်းသာလာဘူးရှင်ရဲ့တို့ကဆင်းရဲကိုဒါပေမဲ့မြတ်စွာဘုရားဟောထားပါတယ်သူဝိတုတန်လူရန်သူရဲ့စေတနာအရေးကြီးရတယ်လို့စိတ်မကောင်းပဲဖြစ်ပါတယ်ရှင်စေနာရှိလာအလိုဝဒနဲ့ကလည်းမမျက်စိချင်တာပေါ့ဒါကြောင့်ငါစဉ်းစားရတဲ့တစ်ခုလို့ရှိရကွယ်ငါတို့သမီးလေးကိုတထိတ်အိမ်မှာအသက်ပြာနဲ့ခဏပေါင်းပစမ်းမတကောင်ဝင်မယ်ဆိုရင်ဘယ်လိုတပတ်ရလဲအဲ့လိုဆိုရင်တန်ဃာတွေကိုလည်းလူစမ်းကနိုင်ရမယ်လေအဖေတို့ရဲ့ကုသိုလ်တက်ဆိုရင်သမီးအလောက်ကျွေးပြီးဖို့အစဉ်သင့်ပါပဲမိဘတွေတရားတရားတက်သမီးကိုတုံးချပါအဖေတိတ်တဟာသမီးကိုတတိယအိမ်မှာအလုပ်အကျွေးအဖြစ်အနံပြီးရလာတဲ့အတပြားနဲ့နွားတစ်ကောင်ဝယ်ခဲ့ပါတယ်ဒီနေ့မှာရတဲ့နွားတွေကိုတန်ဃာတွေကိုအေးလိုက်မပြတ်လို့နော်ငါကတော့မြို့ကိုသွားပြီးအလုပ်ကျန်းလုပ်လိုက်မယ်တပြားငါရဲ့ပြည်ရနဲ့ငါသမီးလေးကိုပြန်ရေးဖို့ငါအမေပြန်လာခဲ့မယ်နော်စိတ်ချပါရှင်ရှင်ရဲ့စေတနာအထားမြောက်ဒီမှာဆွမ်းကုန်ကြိုးစားလုပ်ရပါမယ်ခြေလောက်ကြတဲ့အခါတိတ်တဟာအသက်ပြ900ဆုံးမိသွားပါတယ်။သမီးကိုရွေးဖို့အရင်အပြန်လန်းမှာတော့တရားအားထုတ်နေတဲ့ရဟန်းတစ်ပါးနဲ့ဆုံခဲ့ပါတယ်။အရှင်ဖေဟာနေ့လည်းကမြင်လာပါပြီ။စမောင်းပြီးပြီလားဖေဟာ။တကယနေ့အထိတော့ဘာမှမသုံးဆောင်ရသေးဘူး။ငါမပါတာကသမီးကိုရွေးမှငွေ။ဒါပေမဲ့ဒီရှင်မြတ်ကလည်းဆန်းလောင်းနေရှာပြီ။ငါသမီးကတော့အလုပ်ပဲလုံးနေရတယ်။အရှင်မြတ်ကတော့တရားပင်အတွက်သက်ဆွနေရအရှင်ဖေကခဏဆောင်ပါတပည့်တော့ဆွရှာခဲ့ပါမယ်နော်ဆိုင်ရှင်ဒီတမင်းတော့ကိုတပြား900နဲ့များရောင်းပေးပါဗျဟဲ့လူယူနာလားတမင်းတို့ကိုတပြား900ပေးမယ်ဟုတ်လားဟုတ်ပါတယ်ကျွန်တော်မှအေးကြီးရလို့ရှိလို့ပါဗျတိတ်တာဒီရဟန်းတော်ဟာဆုံးကတ်ဒီရဟန်းတော်ဒီတိတ်တာဤစေနာကိုကြည်ကအံ့ဩတော်သည်တိတ်တကလူခဲ့တဲ့ဆွန်ကိုဖုံးပေးပြီးနောက်ယဟန်တော်ဟွာဝိပဿနာပွားများကယဟန်နာအဖြစ်သို့ရောက်ရှိသွားပါတယ်။ပရိနိဗ္ဗာန်ပြုကနေမှတပည့်တော်ကိုမှာကြားခဲ့ပါတယ်။ငါတပည့်တို့ငါပရိနိဗ္ဗာန်ပြုပြီးငါရဲ့ယုတ်ကလကိုဘယ်သူမှမနိုင်နိုင်ပဲရှိလိမ့်မယ်။အဲ့ဒီအခါကျရင်ငါရဲ့တကတိတ်ထားကိုခေါ်လိုက်ကြပါ။သူရောက်မှသာငါအလောင်းကိုရွှေ့လို့ရလိမ့်မယ်။အော်စရာပါပဲဒီဟန်းတော့ဒါမှမဟုတ်ဘူးပဲယဟန်းနာတယောက်ဖြစ်ရမယ်ဘယ်သူမှမနိုင်ဘူးဆိုတော့သူမှထူးခြားတဲ့တကားတယောက်ရှိရလိမ့်မယ်မောင်တိတ်တာအရှင်မင်းမြတ်ကနန်းတော်တို့ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပြေးလန်းတော့ခုပဲလာခဲ့မယ်ခင်ဗျာအရှင်မင်းကြီးတပည့်တော်ဟာဒီရှင်မြတ်ကိုမဆန်းဆုံးခဲ့တော့တတပါဗျာကောင်းပြီတိတ်တာမင်းရဲ့ဆရာဆိုရင်မင်းမဲ့မတင်ကြည့်ပါအရှင်ဖေဟာတပည့်တော်ရဲ့စံတနာဟာမန္တကစရင်ကြရင်တပည့်တော်မနိုင်မရစေနဲ့
အလုံးအဝစရာကောင်းတဲ့စေတနာပါပဲတိတ်တာမင်းဟာစင်းရဲသားမဟုတ်တော့ဘူးမင်းရဲ့စေတနာကမင်းကိုတတိဖြစ်စေခဲ့ပြီမင်းရဲ့သမီးကိုလည်းငါကိုယ်တိုင်ရွေးပေးမယ်မင်းကိုလည်းဒီနေ့ကစပြီးတတိကြီးအဖြစ်ငါခန့်အပ်လိုက်ပြီ ရှင်ရဲ့စေတနာကြောင့်တို့မိသားစုပြန်ဆောင်ရတယ်လို့သမီးလေးလည်းချမ်းသာခဲ့ပြီအဖေသမီးကိုစိတ်မပူပါနဲ့အဖေရဲ့စေတနာကြောင့်သမီးကအစေခံဘဝလွတ်မြောက်တယ်မကပဲအဖေတို့ရဲ့မြင့်မြတ်တဲ့ဂုဏ်ကြောင့်အခုလိုဂုဏ်သိက္ခာရှိတဲ့ဘဝကိုရရှိခဲ့ရပါအဖေရဲ့တရားတရားကသမီးအတွက်အကြီးမားဆုံးသောအမွေပါပဲဒေတာရဲ့မုံမြက်လာတဲ့စေတနာဟာတမီးကိုရွေဖို့ငွေကိုပဲမနှမျောပဲလှူဒန်းခဲ့တာကြောင့်ဒီဘဝမှာတင်လက်ငင်းအကျိုးပေးခဲ့တာဖြစ်ပါတယ်။မိဘရဲ့တရားတရားနဲ့တမီးရဲ့တည်တတ်မှုတို့ပေါင်းစည်းကဒေတာရဲ့မိသားစုဟာပျော်ရွှင်စွာဖြင့်ကုသိုလ်တရားများကိုဆက်လက်ပြုလုပ်သွားကြပါတော့တယ်။သမီးတို့ပြဆက်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။နောက်သမီးတို့ရဲ့ project video မှာလည်းပြန်လည်ဆွေးနွေးကြမယ်နော်။